はい、皆さん、こんにちは。အားလုံးပဲမင်္ဂလာပါရှင်။ကဲဒီနေ့မှာတော့N3 လေးပဲပြန်လှည့်ရအောင်နော်။အရှိမလဲတန်းမွန်းနေဖတ်ပြထားတဲ့ဗီဒီယိုလေးရှိရနော်။ဒီတစ်ခါတန်းမွန်းပုံစံဘယ်လိုလေးလဲဆိုတော့အိုရှိရာဆဲပုံစံမျိုးလေးနော်။အပေါ်မှာကျတော့အရှိမဖတ်ပြတဲ့ဗီဒီယိုတွေမှာကျတော့ဘယ်လိုမျိုးပုံစံလဲဆိုရင်နိုင်ယောဒီကာကြီးစာပိုက်ပေးထားတယ်စာပိုက်ကိုဘယ်လောက်နားလဲဆိုတာနော်။ဒီမှာတော့အဲ့လိုစာပိုက်မဟုတ်ဘူးအိုရှိရာဆဲပေါ့နော်အကြောင်းကြားစာထားပါတော့ပြီးရင်အတိပေးစာဖိတ်စာအဲ့လိုမျိုးဟာတွေဖတ်ရမယ်နော်။ဒီမှာလည်းဗာလဲဖတ်ကြည့်အောင်နော်။အဲ့တော့အရင်ဆုံးကုန်ဖတ်ကြည့်မယ်နော်။商品のご注文ははがきまたは電話でお願いいたします。商品は宅配便でお送りいたしますので、商品をお受け取りになるときに代金をお支払いください。代金は商品の値段にそれぞれの地域までの送料と手数料、525円を加えた金額になります。なお、お買い上げの商品が合計で15,000円以上になる場合は、送料と手数料は無料となります。နော်အဲ့မှာ米印1が宅配နော်宅配ဆိုတာဘာလဲဆိုရင်配達をするサービスချက်ပါဘာပြောလဲဆိုလို့ရှင်ဟိုတခုနော်ဟိုဂျီတခုလို့ပြောမှာပါတခုဆိုတာအင်္ဂလိပ်နော်ဟာ high touch ဘာလဲဆိုလို့ရှင် delivery လေးနော်အဲ့တော့ delivery စနစ်ကိုနော် delivery service ကိုပြောတာနော် high touch ဘင်းဆိုဘာဖြစ်လဲနော် delivery နဲ့ပို့တာလို့ပြောတာနော်အဲ့တော့ခုမဲကြီးကြီးရှိနီးရကြတော့ 手数料ဆိုတာပါလေပေါ့နော်誰かのために何かをしたときにその手間に対して支払われる払われるお金ရှိမပေါင်းနော်ခုနကごめんなさいမှားဖက်လိုက်တာその手間に対して払われるお金နော်အဲ့တော့ဒီမှာဘာမှလက်ကားမလုပ်ပေးဘူးပေါ့နော်ဘာမှလက်ကားမလုပ်ပေးတယ်လို့ပတ်စံယူပြီးလုပ်ပေးလို့ရှိရင်လည်းသူတို့ service ကောင်းကောင်းပေးတယ်ပေါ့နော်အကုန်လုံးတော့မဆိုလို့နော် ipantiki အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ဒါတွေကတော့တာမန်နီတယောက်ယောက်အတွက်တစ်ခုခုကိုလုပ်ပေးရတဲ့အချိန်မှာအဲ့ဒီအတွက်ကိုယ်အချိန်နဲ့တောင်းလိုက်ရတယ်ကိုယ် energy နဲ့တောင်းလိုက်ရတဲ့အတွက်အဲ့ဒီအတွက်ကောက်တဲ့ပတ်စံပေါ့နော်အဲ့တော့ service တွေပေါ့ပြောရလို့ရှိရင်နော်အဲ့တော့ဖတ်မယ်နော်商品のご注文ဒီပစ္စည်းတွေပေါ့နော်ပစ္စည်းတွေကို order နော်order မှာမယ်အချိန် order မှာခြင်းလို့ရှိရင်နဲ့ဟာဂါကီစာအိတ်နော်ပြီးလို့ရှိရင်မာတာဝါဆိုတာပြီးတော့ဆိုတဲ့ပဲနော်အဲ့ဒါမဟုတ်ဒါတော့မဟုတ်တာဆိုတဲ့ပဲနော်ဟာဂါကီမာတာဝါဒင်ဝါတဲ့ဦးနေကဤတာရှိမတ်နော်စာရင်းနဲ့ဖြစ်ဖြစ်ဖုန်းနဲ့ဖြစ်ဖြစ်မှာလို့ရပါတယ်တဲ့နော်အဲ့တော့商品は宅配便でお送りいたしますのでနော်အဲ့တော့မှာတဲ့ပစ္စည်းတွေကသူ delivery နဲ့ပို့မှာဖြစ်တဲ့အတွက်ကြောင့်商品をお受け取りになるときにပစ္စည်းお受け取りဆိုတာဘာလဲဆိုရင်ယူတဲ့အခါမှာနော်ပစ္စည်းdelivery နဲ့ပို့မှာဖြစ်တဲ့အတွက်ပစ္စည်းလက်ခံယူတဲ့အချိန်မှာ代金をお払いお支払いくださいနော်ပတ်စံရှင်းပါတဲ့နော်ပစ္စည်းလက်ခံတဲ့အချိန်မှာရှင်းပါပေါ့နော်代金はရှင်းရမယ့်ပတ်စံပြောတာနော်商品の値段にそれぞれの地域までの送料と手数料525円を加えた金額になりますပေးချေရမယ့်ပတ်စံကပစ္စည်းရဲ့နေတန်းနော်ပစ္စည်းရဲ့နေတန်းဆိုလူဝယ်တဲ့ပစ္စည်းရဲ့ဈေးနှုန်းရဲ့ဆိုတဲ့တော့ချီကီဆိုတာဘာလဲဆိုရင် area ပေါ့နော်ဥပမာလှိုင်းကိုပို့မှာလားကမာရွတ်ကိုပို့မှာလားဂျပန်မှာဆိုရင်လည်းကျိုတိုကိုပို့မှာလားအိုဆာကာကိုပို့မှာလားတိုကျိုပို့မှာလားလို့မျိုးနော်ဆိုတဲ့တော့ချီကီမှာတဲ့နော်ဆိုလျောနော်ဆိုလျောဆိုဘာလဲဆိုလို့ရှိရင်ပို့ကနော်အခုဒီမှာစီခန့်ကြည့်လေနော်အဲ့ဒါနဲ့လျောနော်အဲ့တော့ဆိုလျောတော့အဲ့တော့ဒါကပိုကနေတက်ဆူလျောဆိုခုနပြော service ကြီးနဲ့ပေါင်းပြီးတော့ပြန်ပြောမယ်နော်ဒီမှာပိုကနေ service ကြီး525円ပေါ့နော်ကို加えた金額になりますအဲ့တော့ရှင်းရမယ့်ပတ်စံဘာလဲဆိုရင်ပစ္စည်းတန်ဖိုး plus ပစ္စည်းတန်ဖိုးနဲ့မှာတဲ့လူရဲ့
နော်ပါမှားတဲ့လူနေတဲ့နေရာအလိုက်ပေးရတယ်ပိုကနဲ့တဲစုလျောကိုရကူနီကျူကောရှင်းရမယ့်ပတ်စံပါလေခုနကပြောရဲကွန်ပစ္စည်းမှားတဲ့ပစ္စည်းရဲ့ဈေးနှုန်းနဲ့ပြီးတော့ဆိုတဲ့နော်ကြီးကီမာတဲ့နော်ဆိုလျောနော်ဒီပို့ရမယ်ပို့ကရေပြီးတော့တေဆူလျော service ကြီး925ကျပ်ကိုcomment ဆိုင်925ရန်ကိုပေါင်းထားတဲ့ပတ်စံဖြစ်မယ်နော်အဲ့တော့ now โอခါယာကေနော်โอခါယာကေနော်ရှောဟင်ဝယ်လိုက်တဲ့ပစ္စည်းနော်ဝယ်သူဘက်ကနေရှိတယ်နော်ဝယ်လိုက်တဲ့ပစ္စည်းရဲ့合計ဆိုပါတယ်စုစုပေါင်းကနော်ဝယ်တဲ့ပစ္စည်းတန်ဖိုးစုစုပေါင်းက1万5000円以上になる場合はကိုမှာလိုက်တဲ့ပစ္စည်းရဲ့တန်ဖိုးကယန်1000ခွဲပေါ့နော်1万5000ဆိုယန်1000ခွဲအထက်နဲ့ဆိုလို့ရှိရင်နော်ဆိုလျော်တော့တေဆူလျော်ကမူလျော်တော့နာဒီမတ်ပိုခါနဲ့ service ကြီးက free ဖြစ်သွားမယ်လို့ပြောတာနော်15000နော်15000ယန်15000ထက်နော်15000နဲ့အထက်ပစ္စည်းဝယ်လို့ရှိရင်နော်ဒီပိုကာတွေ service ကြီးတွေက free ဖြစ်သွားမယ်လို့ပြောတာနော်ဒါလေးအရင်လွှဲနေတူတယ်နော်ဘာမှခက်ခဲတာမပါဘူးစလုံးဆိုရင်လည်းအကုန်သိပြီးသားနော်အဲ့တော့အဖြစ်လည်းအလွယ်တကူရွေးလို့ရမယ်နဲ့တူတယ်နော်အဲ့တော့ဖက်ကြည့်မယ်နော်一番ဒီမှာこの文の内容について正しいのはどれかနော်ဒီပေါ်ကပေးထားတဲ့စာပိုက်နဲ့စာပိုက်မှာမှန်တာပါလေတဲ့一番商品の注文は電話の他にはがきやメールでもできるနော်ပစ္စည်းမှာခြင်းတဲ့အချိန်မှာဖုန်းနဲ့電話の他にဆိုဖုန်းအပြင်ဟာဂါကီယာမေးလ်တွေမှုတကီရစာအိတ်တွေပြီးလို့ရှိရင် email တွေနဲ့မှာလို့ရတယ်နော်သူပေါ်ပြထားတာပါပဲပါလေဟာဂါကီမတာဝဒင်းဝါလို့ပဲပြထားတာ email မပါဘူးနော်အဲ့တော့ อีจิပါစနော်မှာပါတယ်နိဗ္ဗာန်ကကြတော့商品の代金は銀行から送るか郵便局から現金書き留めで送るနော်အဲ့တော့ပစ္စည်းရဲ့ပေးချင်ရမယ့်ပတ်စံကဘဏ်ကနေလွှဲမှလားဒါမှမဟုတ်လို့ရှင်ဒီစာတိုက်ကနေနော်ယူဘင်းချုပ်ခုကနေပြီးတော့ဒီမှာဒါလေးကတော့ဂျပန်ရောက်နေတဲ့လူတွေမှမြင်မှုမှန်တယ်တူပဲเนาะသူကလေဂန်ကင်ခါကီတိုမဲဆိုတာဟိုပတ်စံထဲတဲ့အိတ်ကလေးရှိတယ်စာတိုက်ကနေပူတော့မယ်ဆိုလို့ရှိရင်လေဘဏ်ကနေလွှဲတာကိစ္စမရှိဘူးကိုဘဏ် online ကနေပဲเนาะဘဏ်အကောင့်ကနေလွှဲတာATM မှာလွှဲတာ online ကနေလွှဲတာအဲ့လိုမျိုးပဲねစာလိုက်ကလွှဲမယ်ဆိုလို့ရှိရင်ပတ်စံလွှဲတဲ့အတွက်ပတ်စံထဲတဲ့အိတ်ကလေးတည်တန့်ရှိတယ်ဒါပတ်စံအိတ်ပါလားဆိုတာသိအောင်ပေါ့နော်ပို့တဲ့လူကလည်းအဲ့တော့ genkin kakito မဲဆိုအဲ့ဒါလေးပြောတာစာအိတ်ကလေးရှိတယ်နော်အဲ့တော့ဒီမှာကြပါဖြစ်တယ်ပေါ်ပြထားတာပါလဲဆိုရင်ဒီမှာနော်商品をお受け取りになるときに代金をお支払いくださいပစ္စည်းယူတဲ့အချိန်မှာ delivery နဲ့ပို့လိုက်မှာ cash on delivery နော် cash on delivery နဲ့တူပဲနော်လက်ထက်ပစ္စည်းရောက်မှာပတ်စံကိုဂင်ခင်လက်ငင်းငွေပေးလိုက်ရမှာနော်ငွေသားပေးလိုက်ရမှာဆိုတော့နိဗ္ဗာန်မှားတယ်3番送料と手数料が無料になるのは注文が1万5000円以上の時であるနော်အဲ့တော့ပို့ကနေ service ကြီး free ပေါ့နော်ပို့ကနေ service တွေမပေးရမယ့်အခြေအနေကဘယ်လိုထင်နေလဲဆိုရင် order ကိုမလိုက်တဲ့ပစ္စည်း order ကိုမလိုက်တဲ့ order နော်ကိုမလိုက်တဲ့ပစ္စည်းကရန်1000ခွဲနဲ့အထက်ဖြစ်မှာတဲ့ပြောသွားတယ်နော်アキラကနေဒီအောက်မှာပြောသွားတယ်နော်お買い上げの商品が合計で1万5000円以上になる場合は送料と手数料は無料となりますဆိုတော့3番丸ですနော်ဒါပေမဲ့4番လေးဖတ်ကြည့်ရအောင်နော်3番丸ဆိုတော့ဒါလေးမှန်မယ်4番商品を受け取るときに支払う金額は商品の値段と送料であるနော်ဒီ商品を受け取るときပစ္စည်းလက်ခံတဲ့အချိန်မှာရှီယာရာကိုခင်ကကုပစ္စည်းလက်ခံတဲ့အချိန်မှာရှင်းရမယ်ပတ်စံပေးရမယ်ပတ်စံပေးချရမယ်ပတ်စံကတဲ့商品の値段နော်ပစ္စည်းတန်ဖိုးနဲ့送料であるပို့ကပဲတဲ့မဟုတ်ဘူးလေနော်ပေါ်မှာသူပါပြောလေ商品の
大金はビチヤメベさんが商品の値段にそれぞれの地域までの送料と手数料ဆို3ခုနော်ပစ္စည်းတန်ဖိုးပိုက service ကအဲ့ဒါပြရမယ်သူပြောထံပါကြနေခဲ့တယ် service တွေမပါဘူးနော်手数料မပါဘူးဆိုတော့ရောမှန်မှားတယ်ဆိုတော့ဇာမန်က正解နော်正解ဖြစ်မယ်じゃあ以上ですねဒါလေးလွယ်ရဲဆိုတော့နော်皆さん漢字တွေဒါမျိုးလေးဆိုလို့ရှင်ဖတ်ရတဲ့အချိန်မြင်နေနေနော်အဖြစ်လဲနားလည်ရလွယ်ဆိုပါဖြစ်ရဆိုရင်နာနာဖတ်နော်နာနာဖတ်ခန်းကြီးတွေအပေါ်မှာဟီရာကနာမတင်ထားတဲ့အတွက်ကြောင့်နာနာဖတ်ဘာမှမဟုတ်လဲဖတ်နေပါဇာတော့လဲတွက်လာမယ်ခန်းကြီးဖတ်တဲ့နှုံးလည်းမြင်လာမယ်ねはい今日は以上ですね皆さんはいありがとうございましたバイバイ